အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြလိုတဲ့အကြောင်းအရာကဧရာဝတီသတင်းဌာနကနေ2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ဒီထုတ်လွှင့်ချက်ဗီဒီယိုတစ်ခုနဲ့2019ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာရေးခဲ့တဲ့ post တစ်ခုကိုနှိုင်းယှဉ်ပြီးမှတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးဒီဖေဖော်ဝါရီလ12ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ကျွန်တော် opinion talk ဒီ editor ကိုကျော်စွာမိုးရဲ့ဒီဆွေးနွေးချက်ပါအဲ့ဒီဆွေးနွေးချက်ရဲ့ခေါင်းစဉ်ကတော့တိုင်းပြည်ဖြတ်တဲ့ကြံရပါများဆိုလိုချင်တာကတိုင်းပြည်ဖြတ်တဲ့လူကမင်းအောင်လိုင်းသူတိုင်းပြည်ဖြတ်နိုင်ဖို့အတွက်ကြံရပါတယ်လူတွေတူဦးတယောက်တည်းကလုံးလို့မရဘူးအဲ့ဒီမှာ तू ကဒီဟစ်တလာနာဇီဂျာမနီကဒီကျွန်တော်တို့ဒီအာနာရှင်ဟစ်တလာနဲ့နှိုင်းယှဉ်မှပြောပါပါတယ်အဲ့ဒီဟစ်တလာကိုလည်းသူကအဲ့ဒါမျိုးဟိုကျွန်တော်တို့ဂျီနိုဆိုက်တွေအဖျက်မောက်တွေလုပ်ဖို့အတွက်သူ့ကိုဥပဒေကြောင်းရကျွန်တော်တို့ဒီအကြံဉာဏ်ပေးခဲ့တာပံ့ပိုးပေးခဲ့တဲ့လူတွေအားလုံးကိုလည်းဒီနောက်ဆုံးမှာဒုတိယကပါစပြီးတော့နိုရမ်ဘတ်ခုံရုံးကနေဖြစ်တဲ့ပေးခဲ့တယ်ဆိုတဲ့ဟာဒါကြံညာပါနဲ့ဒီအဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲအားလုံးကတမျိုးတည်းသောရာဇဝတ်မှုကိုကျူးလွန်တာဆိုရင်မှဒီကသူတည်ကြတယ်သူကအဲ့ဒီဟစ်တလာရဲ့ဟာကိုကျွန်တော်တို့ဥမာပေးပြီးတော့ဆိုတော့ကျွန်တော်မင်းအောင်လိုင်းကိစ္စကိုတင်ပြပေါ်နိုင်ရှင်းပြောတာပါနော်အဲ့ဒီမင်းအောင်လိုင်းကလည်းဒီလိုတိုင်းပြည်ဖြတ်စည်းရလို့တွေလုပ်ဖို့ကြောင်းသားလူတွေတက်ဖြတ်ဖို့တနိုင်ငံလုံးမှာဒါမျိုးလေဖြတ်မောင်းတွေဒီမီးရှို့ဖို့စသည်အဖြစ်ပေါ့လေအခုလုပ်နေတဲ့အဖြတ်မောင်းလုပ်နေပါနော်အဲ့ဒါတွေကိုလုံနိုင်ဖို့ကလေသူ့မှာလည်းသူနဲ့အတူတူကျူးလွန်တဲ့ကြံရပါတယ်ရှိတယ်ဒီလိုသူဆွေးနွေးတော့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့ဗီဒီယိုမှာကျွန်တော်ပုံတွေတွေ့လိုက်တာကတော့အဲ့ဒီစကားစဖွေတော့ငါပါခဲ့တဲ့ကျွန်တော်တို့ဒီသင်္ကန်းကျွန်းကဥသိမ်းညိုတို့ကျွန်တော်တို့စစ်တွေကတော့အင်းနုစေတို့ကျွန်တော်မွန်ပြည်နယ်ကဒေါက်တာဘရားအောင်မိုးတို့ဟောကတေလူဂူဆရာတို့လည်းပါတယ်တေလူဂူဆရာတို့ကလူတွေနဲ့မကဘူးဖုံးကြီးတွေပါပါတယ်ဗောနော်နောက်တစ်ခါဟိုကျွန်တော်ဦးနှုတ်ဝင်ခက်ကဒေါက်တာမောင်မောင်လဲဒါမျိုးအာနာရှင်တွေအတွေ့ဥပဒေတွေရေးဆွဲခဲ့တာတို့တခါသူတမီဒေါ်ရင်ဦးကလည်းဒီနေ့ရှင်ဒီစစ်ကော်မရှင်ကိုအကြံနဲ့ပေးနေတာတို့ဒီရတဲ့အားလုံးကိုသူကကြံရပါတယ်ဒီကြံရပါတယ်နဲ့မရောက်နိုင်နဲ့အပြစ်ကအတူတူပဲလို့သူကတကယ်ပဲချက်နာနာကျွန်တော်တို့ဒီစာတွေနဲ့ရောအတန်နဲ့ရောရှင်းပြသွားပါတယ်ရှင်းပြချက်ကလည်းတော်တော်ကောင်းပါတယ်ကျွန်တော်လည်းသဘောတူတယ်ဒါ presentation အရင်ကောင်းပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကအခုမိုင်းရှင်တင်ပြမှာက2019ခုဒီစက်တင်ဘာလ15ရက်နေ့မှာလေခုနကဒီဧရာဝတီသတင်းဌာနကပဲဒီ post ကိုရေးခဲ့တယ် Facebook မှာရောသူ့ရဲ့ website မှာဆိုတော့အဲ့ဒီဟာကိုခေါင်းစဉ်ဘလို့ဟိုတက်ထားလဲဆိုတော့ကျွန်တော်နောက်ဆုံးမှပြောမယ်ပထမအဲ့ဒီမှာပါတဲ့ဟာကအကြောင်းအရာကပါလဲဆိုတော့ကျွန်တော်တို့ဒီ2000နဲ့ဒီ12ခုနှစ်မှာကျွန်တော်တို့ဒီရိုဟင်ဂျာတွေပေါ်မှာအကြမ်းဖက်မှုတွေဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာလူတွေကဒီရိုဟင်ဂျာနဲ့ပတ်သက်တဲ့ဒီမှတ်ချက်စကားတွေဘယ်သူဘလို့ပြောခဲ့တယ်အဲ့ဒါတွေကိုကျွန်တော်တန်းစီမှာလူနာမည်တွေပါပါတယ်သူရဲ့လူနာမည်တွေနော်သူရဲ့ title ပေါ့အဲ့ဒီမှာဘယ်သူတွေပါတယ်ဆိုတော့ဒီကျွန်တော်တို့2012ခုနှစ်မှာအဲ့မှာဒီရိုဟင်ဂျာနဲ့ဒီအာကန်မှာဖြစ်ခဲ့တဲ့ပြဿနာပေါ့လေအဲ့ဒီမှာပထမဆုံးပါတော့ဒီမင်းအောင်လိုင်းက82နှစ်မြောက်တက်မတော်နေ့မှာပြောခဲ့တဲ့မင်းကွန်းတရားနဲ့ကောက်တဲ့ချက်ဒါ anti rohingya ဒီ propaganda ဒီ campaign လုပ်တဲ့ဒီသူရဲ့ပြောတော့သူကဘလို့ပြောလဲဆိုတာရိုဟင်ဂျာနဲ့ပတ်သက်ပြီးမှဒါလူကြီးမျိုးတော့အားလုံးသိတယ်ဆိုတော့ဟိုမှာတော့ post မှာတော့အရှိရေးထားတယ်ကျွန်တော်ကလူရင်းတူရှင်ပဲပြောမှာမလို့နှိုင်းရှင်ပြတာပါအဓိကတော့ဒီရိုဟင်ဂျာစိုင်းတွေနော်ရိုဟင်ဂျာအကြောင်းပေါ့နော်ရိုဟင်ဂျာနဲ့ပတ်သက်တာရိုဟင်ဂျာမုံတီရိုဟင်ဂျာနဲ့ပတ်သက်တာဒါမကောင်းတဲ့ဟာတွေကိုပြောခဲ့တာအဲ့ဒါပြီးညီညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council ရဲ့ဥက္ကဋ္ဌဒီ UNFC သူလေးပါတယ်ပြီးရင်ကျွန်တော်တို့တက်မတော်ကာချုပ်ဟောင်းသူရတင်ဦးလေးပြောခဲ့တာတွေရလေရေးထားတယ်နောက်တစ်ခါဒီ88 generation ចောင်းသားကောင်းဆောင်ဖြစ်တဲ့ဥက္ကိုကြီးတို့ဥမြအေးတို့ဥမင်းကွန်နိုင်တို့ကလည်းကျွန်တော်ရိုဟင်ဂျာနဲ့ပတ်သက်တဲ့သူတွေရဲ့မှတ်ချက်စကားတွေပေါ့လေဒီလူရဲပြောရင်တော့အဲ့ဒီမှတ်ချက်စကားတွေကတော့ကောင်းတာခုမှမပါဘူး
ဒီကတော့အဲ့ဒီခေတ်ကာလကဒီသမရဦးသိန်းစင်ကသမရဆိုပေမဲ့ဒီတကယ်ကိုထီလျောက်ကျူးလွန်ခဲ့တာကတော့ဒီမရောက်လာရင်စစ်တပ်ပဲဆိုတနည်းအားဖြင့်စစ်တပ်ကလုတ်ခဲ့တဲ့ဟာတွေကိုထောက်ခံပြီးမှရိုဟင်ဂျာကိုနင်းပြီးမှပြောခဲ့တဲ့စကားဆိုတော့အဲ့ဒီ post ကိုခေါင်းစဉ်တက်ထားတာကဘယ်လိုလဲဆိုတော့ရိုဟင်ဂျာရှိမရှိနိုင်ငံရေးသမားများနဲ့ခေါင်းဆောင်များပြောဆိုချက်ဆိုတော့အဲ့ဒီတုန်းကတော့သူဘာရွေချင်းနဲ့ရေးခဲ့တာဆိုတာဒါအေရာဝတီကကောင်းကောင်းသိမှာပါကျွန်တော်တို့သိတယ်ဆိုတော့အဒီကတော့ကျွန်တော်အဲ့ဒါကိုပြောတာပဲဒါလူတွေကဒီခုနကဒီ2026နဲ့7ကိုကျွန်တော်နိုင်ရှင်ပြရင်ပို့ပြီးတော့သဘောပေါက်ပါမယ်ဆိုတော့အဲ့ဒီ post ကဘယ်လောက်ထိကျွန်တော်တို့ရိုဟင်ဂျာဘောမှာ genocide ဖြစ်ဖို့အတွက်ကြရရိုက်လေဆိုတော့ဒီနေ့ထိမပြီးသေးဘူး Facebook မှာအဲ့ဒီအကြောင်းအရာကိုရေးပြီးတော့ဒီ Irrawadi ရဲ့အဲ့ဒီ post ကိုကျွန်တော်တို့ကတင်းချီတဲ့လူတွေက Facebook မှာခုတည်လို့နေတော့ကျွန်တော်ဆိုရင်ခဏခဏတွေ့ရတယ်ကျွန်တော်စီကိုတချို့လူတွေကကျွန်တော် tag လုပ်တာတို့ timeline မှာပေါ်လာတာတို့ Messenger ကနေပို့တာတို့တချို့ကလည်းကျွန်တော်သိတယ်လို့ပို့တာပို့တယ်လို့တချို့ကလည်းဘယ်လိုပြောခဲ့တယ်ပေါ့လေနော်ဒီလိုနိုင်ငံရေးကောင်းဆောင်တွေကရိုဟင်ဂျာမရှိတော့ဘူးပြောပြီးသားဒါတွေကလုံးဝမသိလို့ရှိရင်သူတို့ပြောခဲ့တဲ့ဟာပဲကဘာဝမှာတကက်ဒီမိုးဘောကကြလာတဲ့ကျန်းလို့ပေါ့နော်မိုးဘောကကြတဲ့မိုးကြကျန်းလို့ကျန်းစာပါတဲ့ပုံစံမျိုးရဖာလို့ပြီးမှအခုမှကျွန်တော်ရိုဟင်ဂျာကိုဆန့်ကျင်တဲ့အုပ်စုတွေအဲ့ဒီမှာပညာရှင်လူရှိတဲ့ဟာတွေလူတွေမကောက်တက်ကြွလှုပ်ရှားတဲ့ပါပါတချို့နော်နိုင်ငံရေးသမားတွေရှင်းနေတွေကပါဒါကိုတခါလဲဟိုပါနော်ဟိုတိတဲ့မှတ်ချက်ကလေးတွေရေးပြီးတော့ကျွန်တော် Facebook မှာ share နေတာတွေ့ပါတယ်ဒါပေမဲ့သူတို့တခုသတိမထားမိတာကအဲ့ဒီဟာတွေကအမုန်းစကားတွေအဲ့ဒီဟာတွေကဒီကနေ့ ICJ မှာ genocide အမှုကြားနာပြီးနောက်ပိုင်းမှာကျွန်တော်တို့အားလုံးသိလိုက်တာဒီရိုဟင်ဂျာကို genocide လုပ်ဖို့အတွက်လေခုနမဲအွန်လိုင်းတူတွေကလုပ်ခဲ့တာမဟုတ်ဘူးသူအောက်မှာရှိတဲ့ကျွန်တော်တို့ဒီ psychological warfare အစနောက်တိုင်းမှုတွေအစတခါတစ်ဖက်ကနေတီလူကူစီယာတို့ဝိရဒလူဝဆနောက်တစ်ခါဒီနိုင်ငံရေးပါတီတွေခေါင်းဆောင်တွေမတူကွဲပြားပါတီတို့ခုန88 generation တို့စသည်အပြင်အကုန်လုံးကဝိုင်းပြီးတော့မှတစ်ဖက်ကဒီအစိုးရရခိုင်နိုင်ငံရေးသမားတို့အကုန်လုံးကဝိုင်းပြီးတော့မှဒါမျိုးဒီရိုဟင်ဂျာ anti Rohingya campaign တွေလုပ်ခဲ့တော့ဆိုတော့အဲ့ဒီအကြောင်းအရာတွေအားလုံးကဒီရိုဟင်ဂျာဒီ2016 ဆက်မှာ genocide လုပ်ခဲ့တဲ့ဟာကိုဒါအားပေးအားမြောက်လုပ်ခဲ့တယ်တနည်းအားဖြင့်ကျွန်တော်ဒီနေ့ဒီ Irrawadi သတင်းဌာနကကိုကျော်စွာမိုးလားဆိုလားမသိပါဘူးကိုကျော်စွာမိုးထင်တယ်ဒါပါလားသူရဲ့တင်ပြခြင်းတွေကတော်တော်လေးကိုတိုက်ဆိုင်တယ်ကျွန်တော် wall ထဲမှာလည်း Facebook ထဲမှာလည်းရပေါ်တာလို့ဆိုတော့ဟိုတုန်းကဒီပြောခဲ့တဲ့ဟာတွေကလည်းဒီမင်းအောင်လိုင်ရဲ့အဖြတ်အမောက်လုပ်ငန်းတွေကိုရိုဟင်ဂျာတွေပေါ်မှာလူသားမျိုးတွေပေါ်မှာကျူးလွန်တဲ့အားတွေ genocide အထမြောက်တဲ့ကျူးလွန်မှုတွေကိုလုပ်တာကိုဥပက္ခပြုပြီးတော့ဒီရိုဟင်ဂျာကိုပဲနင်းပြီးပြောခဲ့တဲ့ဟာဆိုတော့အဲ့ဒီတုန်းကတော့ခေါင်းစဉ်ကတော့တိုင်းပြည်ဖြတ်တဲ့ကြံညာပါများလို့ရိုဟင်ဂျာဒီဖြတ်စည်းရိုဟင်ဂျာ genocide လုပ်တဲ့မွေးရင်ရိုဟင်ဂျာတွေကိုဒီဟွာပေါ့နော်ဘယ်လိုပြောမလဲအဲ့ဒီချိန်ကလည်းရိုဟင်ဂျာတွေကိုကျွန်တော် genocide လုပ်တဲ့ကျွန်တော်ဒီ August လ September လ2019မှာအဲ့ဒီချိန်မှာကတကဘာလုံးမဟိုးကြော်ပဲကျွန်တော်အဲ့ဒီမှာတိုင်ကလည်း hidden genocide တို့ Slovan genocide တို့ကျွန်တော်တို့အများကြီးပြောခဲ့တာရှိတယ်ဆိုတော့ရိုဟင်ဂျာကို genocide လုပ်တယ်လို့ပြောတာအဲ့ဒီကတည်းကဆိုတော့ Irrawadi လက်တာကိုကောင်းကောင်းသိတယ်ဒါပေမဲ့ခေါင်းစဉ်ကအဲ့လိုမတက်ဘူးရိုဟင်ဂျာရှိမရှိနိုင်ငံရေးသမားများနဲ့ခေါင်းဆောင်များပြောဆိုကြလို့ခေါင်းစဉ်တက်လိုက်တော့anti Rohingya လုပ်နေတဲ့ activist တွေတချို့ကျွန်တော်တို့ရဲ့ဟိုဆန့်ကျင်တဲ့ကျွန်တော်တို့အာကန်ကအမျိုးတွေအခြားသောဒီကျွန်တော်တို့ဒီမာလာကိုဖားလို့တဲ့အုပ်စုတွေကအဲ့ဒီဟာကိုအသုံးချရင်မှယနေ့ထိသူတို့ဖြန့်ဝေလို့မပြီးသေးဘူး online မှာဒီနေ့ထက်မှကျွန်တော်တွေ့တာတကယ်နိုင်ငံရေးသမားတယောက်ရဲ့ကျွန်တော်တို့ဒီ Facebook profile မှာကျွန်တော်တွေ့တယ်အဲ့ဒါနဲ့ကျွန်တော် February လ12ရက်နေ့မှာပဲခုနကဒီဗီဒီယိုကိုပြန်တိုင်းပြဖြစ်တဲ့ကြံရပါများကိုတွေ့သွားတာနဲ့ကျွန်တော်ဒီဗီဒီယိုကိုလုပ်ဖို့အတွက်ကျွန်တော်စိတ်ကူးရတာပေါ့နော်နှိုင်းရှင်တင်ပြစရာတစ်ခုအနေနဲ့ကျွန်တော်တင်ပြရင်
အဲ့ဒီတုန်းကရေးခဲ့တဲ့ဟာကဧရာဝတီကတော့အဲ့ဒီတုန်းကဘလို့ရေးချစ်တဲ့ရေးခဲ့တယ်ဆိုတော့သူတို့ပဲသိဆုံးဖြစ်နေဒါပေမဲ့နိုင်ရှင်ကျွန်တော်ပြတာကပုဂ္ဂိုလ်ကတယောက်တည်းပဲအဒီကစစ်ကောင်းဆောင်မအားလာပဲ19တုန်းကလည်းစစ်ကောင်းဆောင်မအားလာတခါသူကအဒီကနော်7မှာသမရဦးသိန်းစင်လက်ထက်ဆိုပေမဲ့လေဒီကာကြောက်ကတော့မအားလာပဲပြီးတော့ဒီကနေ့2026ဖေဖော်ဝါရီလ12ရက်နော်ဒီကျွန်တော်တို့ဒီတိုင်းပြဖြစ်တဲ့ကြံရပဲနားလဲသူကမအားလာကို target ထားတယ် target တူတယ်ဒါပေမဲ့ဟိုဟာအဲ့ဒီ target တွေကသူတို့ကလုတ်ခဲ့လို့တူတော့အခုတော့မြန်မာတနိုင်ဝလူကိုလုတ်နေတယ်ဒီ19တုန်းကတော့ရိုဟင်ဂျာပဲလုတ်ခဲ့တာဒါဆိုရိုဟင်ဂျာကိုလုတ်ခဲ့တော့ကခေါင်းစဉ်ကတမျိုးကြံရပါလို့မသုံးခဲ့ဘူးဒီဧရာဝတီကရိုဟင်ဂျာရှိမရှိဆိုတာကိုပဲခေါင်းစဉ်တက်ခဲ့တယ်နိုင်ငံရေးသမားတွေနဲ့ခေါင်းဆောင်တွေပြောဆိုခြင်းသူတို့အလုံးကတော့ရိုဟင်ဂျာမရှိတဲ့ဟာကိုပဲပြောခဲ့တာဟိုအခြားဘာမှဟောပေါ့လေခုနကဒီမာလာရော UNFC ဥက္ကဋ္ဌရောသူရဦးတင်ဦးရောကိုကြီးရောကျွန်တော်တို့ကိုမြအေးရောနောက်တစ်ခါကိုမင်းကိုနိုင်ရောအကုန်လုံးကရိုဟင်ဂျာရဲ့ဆန့်ကျင်ပဲပြောခဲ့တာဆိုတော့အဲ့ဒီဟာတွေအားလုံးကလေဒီ2016 19မှာဒီလို့ဖို့ဒီ18ထိလေသူတို့ဆက်ကူရတော့ရှင်းပြောရင်အဲ့ဒီ genocide ရဲ့အရှိန်အဝါကကျွန်တော်အမှန်တမ်းပြောရင်ဒီနေ့ထိကမပြီးသေးဘူးဆိုတော့အဲ့ဒီတုန်းကကြတော့ဒီကြံရပါလို့ခေါင်းစဉ်မတက်ဘူးဒါပေမဲ့ဒီ2026ဟာမှာတော့ကြံရပါလို့ခေါင်းစဉ်တက်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီနေ့ဗီဒီယိုနဲ့ post ကိုနိုင်ရှင်ကြည့်လို့ရှိရင်တော့အတူတူပဲဒီမားလာပဲကျူးလွန်ခဲ့ရလိုက်ကြပဲကွာရာပါလဲဆိုရင်ဒီ19တုန်းကတော့မာလာ main target ကကျွန်တော်တို့ဟင်တယ်အခုဒီ2026ရဲ့ဗီဒီယိုမှာတော့ main target ကတော့ဒီတနိုင်ငံလုံးကိုဒါပြောပါဒါပေမဲ့တနိုင်ငံလုံးကိုပြောတာတောင်မှဒီ February 12ရက်26ဗီဒီယိုမှာဒီ Rohingya genocide နဲ့လေတလုံးမှဒီဆွေးနွေးသူကမတင်ပြတော့တနိုင်ငံလုံးမှာပါတယ်ဟိုဒီစစ်ကော်မရှင်မှာပါခဲ့တဲ့လူတွေရဲ့သူတို့ကိုအားပေးတဲ့လူတွေရဲ့လက်နဲ့ဝေဖို့ကြီးဝေဖို့စတဲ့ပဲဒီလိုပဲပါခဲ့တာဒါဆိုရင်ဒီနှစ်ခုကိုကျွန်တော်နှိုင်းရှင်တာကျွန်တော်တို့ကဝိတ်ချင်းကတော့တူတွေပြောမှာပေါ့ဒါပေမဲ့ခေါင်းစဉ်ကကွဲတယ်နော်ဒီအခုဟာကတိုက်ပြဖြစ်တဲ့ကြံရပါဟိုလုံးကတော့ဒါရိုဟင်ဂျာရှိမရှိဒါပေမဲ့အဲ့ဒီဟာကလေရိုဟင်ဂျာ genocide လုပ်ဖို့တဲ့တနည်းအားဖြင့်ပြောရင်ရိုဟင်ဂျာဖျက်ဆီးရေးကိုလုပ်ဖို့အတွက်ဒါဒီဝိုင်းပြီးမှဒီပြောဆိုခဲ့တဲ့အတွက်အဲ့ဒါလည်းကြံရပါတယ်မှာအကျုံးမဝင်ဘူးလားလို့ကျွန်တော်ဧရာဝတီကိုမေးချင်တာနော်ဟိုနိုင်ရှင်တင်ပြနေတာဧရာဝတီကိုဒီကိစ္စကိုမေးချင်တာဖြစ်ပါတယ် ICJ ကြားနာဝေစကလေးဟာဒီစစ်အုပ်စု lobby တွေနဲ့ AA lobby တွေကရိုဟင်ဂျာကနိုင်ငံသားမဟုတ်ဘူးသူတို့ကိုနိုင်ငံသားပေးလို့မရဘူးရိုဟင်ဂျာဆိုတာဒီနိုင်ငံမှာမရှိဘူး135မျိုးကလက်မခံရင်ဘာမှလုပ်လို့မရဘူးစသဖြင့်ဒီပတိစိတ်နေကြတာတွေ့ရပါတယ်ဒီဟာတွေကဘာလဲဆိုတော့ဒီမနာလိုမှုမုန်းတီးမှုခွဲခြားမှုစိတ်တွေဟာလွှမ်းမိုးခံရတဲ့လူတွေကအသိစိတ်နဲ့တော်၎င်းမသိစိတ်နဲ့တော်၎င်းပြောနေခြင်းပဲဖြစ်ပါတယ်ကြာလာတဲ့ခါကျတော့အဲ့ဒီလွှမ်းမိုးခံရတာလေသူတို့ကမသိကြတော့ဘူးဒီထက်ပိုဆိုးတာကကိုယ်အခွင့်အရေးကဘာလဲကိုကဘာလဲဆိုတာတော့မှသူတို့ကဒီစဉ်းစားဖို့အချိန်မရဘူးဖြစ်သွားတယ်သူတို့ကိုယ်တိုင်ကအမုန်းတရားရဲ့သားကောင် victim တွေဖြစ်သွားလို့ပေါ့နော်ပြောချင်တာကတော့အခြားလူတွေကိုနိုင်ငံသားမဟုတ်ဘူးနိုင်ငံသားမပေးနဲ့ပဲအစင်တစိုက်ပြောနေရတယ်ကိုကနိုင်ငံသားဟုတ်ရဲ့လားနိုင်ငံသားတစ်ယောက်ရဲ့ရှစ်သက်ရှိထိုက်တဲ့အထောက်ထားကို့မှာရှိသလားဆိုတာသူတို့တစ်ခါမှမတွေးကြဘူးဒီနိုင်ငံသားနဲ့ပတ်သက်ပြီးတော့ဒီအခွင့်အရေးတွေဥပဒေပြဋ္ဌာန်းချက်တွေကိုကျွန်တော်တို့ကြည့်လို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီနိုင်ငံသားဖြစ်မှုကိစ္စကိုတေးသေးချာချာဂဂနနာမရေးထားပါဘူးဒီကျွန်တော်တို့နိုင်ငံသားနဲ့ပတ်သက်ပြီးတော့1982ခုနှစ်
နိုင်ငံသားဥပဒေအတိုင်းပဲဆိုရင်မှတိုးရေးထားတာပဲတွေ့ရပါတယ်ဖြစ်တဲ့တာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတေချာဂဂနာနာဒီတေးရေးရမယ်ပြီးမှနိုင်ငံသားဥပဒေကိုပြဋ္ဌာန်းရမယ်ပြင်ဆင်တဲ့တာပြင်ဆင်ရမယ်အခုကအဲ့လိုမဟုတ်ပြောင်းပြန်ဖြစ်နေတယ်အဖေကသားကိုမမွေးဘဲနဲ့သားကအဖေကိုမွေးတယ်လို့ဖြစ်နေတာပေါ့နော်တော်တော်ရည်စရာကောင်းပါတယ်1980နိုင်ငံသားဥပဒေနဲ့နိုင်ငံသားဥပဒေလုံထုံးလုံးနေတဲ့အရာနိုင်ငံသားတယောက်ကိုနိုင်ငံသားလက်မှတ်တစ်ခုစီနိုင်ငံသားစီစီရေးကပ်ပြတစ်ခုစီပေးရပါမယ်အခုဖြစ်နေတာကတော့နိုင်ငံသားတွေကြတော့မပေးဘူးနိုင်ငံသားနဲ့နိုင်ငံသားပြုတွေကိုကြတော့နိုင်ငံသားလက်မှတ်ပြုနိုင်ငံသားလက်မှတ်တစ်ခုစီပြီးတော့စီစီရေးကပ်ပြတစ်ခုစီကိုပေးတယ်နိုင်ငံသားတွေကြတော့စီစီရေးကပ်ပြပဲပေးတယ်နိုင်ငံသားလက်မှတ်လုံးဝမထုတ်ပေးဘူးဘာဖြစ်လို့မပေးတာလဲဆိုတာကိုကျွန်တော်တို့စဉ်းစားမရလားအမှန်တကယ်ကအစပိုင်းမှာတော့စပေးခဲ့တာရှိပါတယ်နည်းနည်းပါးပါးပေါ့စစ်တပ်ကဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေနဲ့ဒီမျှစားဝေစားခရိုနီချို့ကိုထုတ်ပေးခဲ့တာရှိတယ်အယောက်600လောက်ပဲရှိတယ်တန်း90မှာ600ဆိုတော့ဒါမပြောပါလို့ပေါ့နော်ပြီးလို့ရှိရင်ဒီနိုင်ငံသားလက်မှတ်တွေကိုမထုတ်ပေးဖို့အတွက်အဲ့ဒီ policy maker ဒီစစ်အုပ်စုလူကြီးတွေကသူတို့ရဲ့လာဝကဝန်ကြီးမှတဆင့်လာဝကဦးစီးမှုတွေကိုအကြောင်းကြားတယ်အဲ့ဒါဘာဥပဒေနဲ့အကြောင်းကြားတာလဲသိကြရလားနိုင်ငံတော်လျှို့ဝှက်ဥပဒေတဲ့ဖောက်ဖျက်ရင်သေးတယ်ကြောက်စရာကြီးနော်မသိတဲ့ဥပဒေကိုဖောက်ဖျက်ရင်အဲ့ဒါသေးတယ်ပဲဒါလည်းတော်တော်ရည်စရာပဲဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်ကြားခဲ့တဲ့ကျွန်တော်စုံစမ်းခဲ့ရတယ်ရှိပါတယ်ဘယ်သူမှတော့အတိအကျမဖြေနိုင်ဘူးကျွန်တော်လည်းဒီဥပဒေကိုတော်တော်စိတ်ဝင်စားတော့ကျွန်တော်လေ့လာတဲ့သဘောပဲနောက်ဆုံးကျွန်တော်ကွန်ပျူတာ showroom မှာဒီကွန်ပျူတာလာဝေတဲ့ဒီလာဝကဦးစီးမှုတယောက်နဲ့ကျွန်တော်ရင်းနှီးသွားတော့သူ့ကိုဒီအကြောင်းမေးဖြစ်တယ်အဲ့လိုမေးလို့သူတော်တော်အောင်သွားတယ်အားတဲ့ကိုရွှေမောင်နဲ့ဒီလိုမေးခွန်းတယောက်မှကျွန်တော်မမေးဘူးတဲ့မင်းလည်းကျွန်တော်တို့ဖြေခွင့်မရှိဘူးတဲ့ကျွန်တော်ပင်စင်ယူဖို့တစ်နှစ်ပဲလိုတော့တယ်တဲ့ခင်ဗျာဘာကိုတိထားလို့မေးတာလေတဲ့ကျွန်တော်တော့ခင်ဗျာသိချင်တော့ဖြေပဲအခုမဟုတ်ဘူးပင်စင်ယူမှပဲပြောမယ်ဆိုရင်မှကျွန်တော်ပြောတယ်ပြီးလို့ရှိရင်သူကတက်တက်ကလေးပြန်ထပ်သွားလိုက်တယ်တစ်နှစ်လောက်ကြာတော့သူ GSM ဖုန်းကိုဒီကျွန်တော်ကိုလာရောင်းရင်းနဲ့စကားပြန်ပြောဖြစ်တယ်အဲ့ဒီကြာတော့မှကျွန်တော်ကလည်းဟိုမှတ်ထားတော့သူ့ကိုပြန်မေးတယ်သူပြောတဲ့ဟာကိုကျွန်တော်အတိအကျပြောမယ်နော်ကိုရှိမောင်းတဲ့နိုင်ငံသားပြုနိုင်ငံသားဆိုရင်သူတို့ကိုနိုင်ငံသားလက်မှတ်ပြုနိုင်ငံသားလက်မှတ်တစ်ခုစီစီစီရေးကပ်ပြကိုညွန်ကျိုးကိုယ်တိုင်လက်မှတ်ထိုးပြီးပေးရမယ်ဒါကတဲ့သူတို့နိုင်ငံသားဖြစ်ကြောင်းရာတပ်ပံတစ်စိတ်ကလိုက်တာတဲ့ဒါကြောင့်မလို့သူတို့ကိုပေးတာဒါပေမဲ့တစ်ဖက်ကနိုင်ငံသားပဲဖြစ်ဖြစ်တိုင်းရင်းသားပဲဖြစ်ဖြစ်ဘယ်သူမှမပေးနဲ့တဲ့စီစီရေးကပ်ပြပဲပေးတဲ့ဆိုနိုင်ငံသားလက်မှတ်လာတောင်းရင်ကတ်တွေကုန်သွားပြီပေးနဲ့မရှိတော့ဘူးအဲ့လိုပဲပြောခိုင်းတယ်တဲ့ဒီနိုင်ငံသားလက်မှတ်ကင်တဲ့လူကိုဒီစီစီရေးကပ်ပြကပေးရတာစီစီရေးကပ်ပြကင်တဲ့လူကိုနိုင်ငံသားလက်မှတ်ပေးရတာအဲ့လိုမဟုတ်ဘူးစီစီရေးကပ်ပြဆိုတာကခရီးသွားရင်လာရင်နဲ့စီစီလို့ရအောင်ဒါပေးထားတာဒါပေမဲ့အဲ့ဒီစီစီရေးကပ်ပြကိုကင်ဆောင်ယူနဲ့ဒါနိုင်ငံသားမဖြစ်ပါဘူးနိုင်ငံသားလက်မှတ်နဲ့လည်းဒါဟိုမဖြစ်ပါဘူးဒါကကျွန်တော်တို့ဒီစစ်အုပ်စုနဲ့ဒီလာဝကဝန်ကြီးဌာနရဲ့ဒါနိုင်ငံတော်လိမ်လည်မှုကြီးပါသူတို့ကတော့သူတို့နဲ့နိုင်ငံရေးဆန့်ကျင်ဘက်တွေသူတို့နဲ့ဟိုတော်လန်တဲ့လူတွေကိုဒီနိုင်ငံသားနဲ့ရက်စေးမယ်ဆိုရင်နိုင်ငံသားလက်မှတ်မရှိလို့ဒါရက်စေးတောင်လုပ်လို့ရအောင်ဒီလိုလုပ်ထားတာအမေရိကန်ဆိုရင်မွေးရပါနိုင်ငံသားတွေကိုဥပဒေအရနိုင်ငံသားရုပ်သိမ်းခွင့်မရှိပါဘူးနောက်ဆုံးနဲ့ကျွန်တော်ပြောချင်တာကတော့မိတ်ဆွေတွေအားလုံးကလာဝကရုံးကိုတွားပြီးတော့ဒါသူတို့မေးကြည့်ပါဦးစီးမှုတွေကိုကျွန်တော်တို့မှာစစ်စေးကပ်ပြပဲရှိတယ်တကယ်အရေးကြီးတဲ့နိုင်ငံသားလက်မှတ်မရသေးဘူးအဲ့ဒါလာထုတ်တာလို့ပြောကြည့်လိုက်ပါအဲ့လိုဆိုရင်သူတို့ဖြေမလားမဖြေမလားမသိဘူးမဖြေရင်လည်းသဘောပေါက်မယ်ဖြေရင်လည်းသူတို့အဖြေကိုကြားလိုက်ရင်လည်းကျွန်တော်သဘောပေါက်တော့ပါလိမ့်မယ်ဒီလောက်နဲ့ပဲကျွန်တော်ရပ်ပါမယ်နားထောင်တဲ့မိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်